ဆိုရှင်ဘာလို့ဒီလိုခက်ပြီးမှဆိုရှင် financial right နော် financial ဌာနဆိုရင် many နော်ငွေနဲ့ပတ်သက်တဲ့စီးရင်စီးအားပိုင်းတွေငွေကိုစီမံခန့်ခွဲမှုတွေငွေပို့ဖို့အတွက်ကိုယ့်ရဲ့ဒီ idea တွေနဲ့စီမံခန့်ခွဲမှုအပိုင်းဒီ HOD ကနေလို့မှာသူကနေဦးစီးပြီးတော့စီမံခန့်ခွဲလိုက်တာဖြစ်တဲ့အတွက်ကြောင့် management ကနေလို့မှာဒီလို့ရှိရင်သူ့ကိုပြောတယ်ဒါတယောက်ချင်းစီပေါ့နော်အချင်းချုပ် summarize ကြီးမယ်ဆိုရင် HOD ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ man power ဒီဘယ်သူနဲ့ပဲချက်ပါလို့လို့ပါတယ် man ကြီးမှာလည်းပဲတကယ်အကောင်ရရှိတဲ့ကျွမ်းကျင်သူတွေပဲချက်ပါဟုတ်စားနော်အဲ့တော့ဒီဘက်ကကဲ man power မှာဆိုရင်ကျွန်တော်ဘာနဲ့ပဲပြောပါလဲ management မှာ someone ဆိုပြီးဟုတ်တယ်နော်အားလို့ဆိုလူတွေအကုန်လုံးအတွက်စီမံခန့်ခွဲဖို့တော့တိကျရဲ့အကုန်လုံးကိုအိတ်ရှာတာဝန်ပေးထားတယ်ပေါ့လေဒါပေမဲ့ထားပါတော့တခြားသော department တွေလည်းရှိထားတဲ့ပိုင်းတွေရှိတယ်ဒါပေမဲ့ဒီချိန်ကဒီနေရာမှာအားလေးပြောချင်တာလည်းဆိုရင် summarize ဒီရတဲ့အပိုင်းတွေဒီလူပဲဒီရတာကိုချိန်ပြောချင်တာဖြစ်တယ်အဲ့ဒီလူတွေရဲ့ structure တွေ financial cut ဆိုတဲ့ money နဲ့ဒီမှာလုပ်ထားတယ်အဲ့ဒီသူ့ရဲ့လက်အောက်ကိုနေရာအကုန်လုံးအားဖြစ်နေတယ်ဒါပေမဲ့ဒီကလည်းတောင်းပြီးပြောလို့ပြောမှာဒီလိုမှာပဲเนาะ machine နဲ့လည်းလုပ်ဖြစ်ထားပါတယ်ဒီမှာရှိနေတဲ့ issue တွေကို manage လုပ်ထားပါတယ်ဒီမှာအဲ့တော့ဘာနဲ့ဒီမှာထားလို့ချက်ပါလူတွေနဲ့ထားလို့တော့ဒီမှာเนาะသူ့ရဲ့ဖွဲ့စည်းထဲမှာရှိတဲ့ဟာအကုန်လုံး role play တွေကတော့အကုန်လုံးစာပြီးတော့လုပ်နေပါတယ်ဒီလိုပဲ materials ခါရတွေဆိုပဲဒီလိုပေါ့เนาะချက်ဒီထဲမှာ administration တွေပါမှာပဲเนาะ logistics တွေပါမှာပဲ warehouse တွေပါမှာအကုန်လုံးဒီချက်ဒီမှာရှိတဲ့ issue တွေနဲ့ဒီကမတ်တပ်လို့technical mindset နော်အားလုံးတော့ချက်တိုင်းချက်တော့တိုင်းပုံလုံးဒီ management ရဲ့နိုင်ရကြီးတော့ဖြစ်အားဆောင်ချက်အချုပ်လေးပြောချင်တာတော့ချက်လို့ဒီငါအောင်စင်ရပြောမယ်ဆိုရင် people management ဆိုတာဟုတ်ပြီနော်ချက်လို့ကဒီမှာရှိနေတဲ့ strategy တွေအားဆုံးဖို့ချက်တင်းလိုက်ကြည့်ပြောသွားမယ်နော်တင်းလိုက်ကြည့်ပြောရင် HOD နဲ့တော့အကျန်းချင်း HOD နဲ့တော့အကျန်းချင်းတွေ HOD နဲ့တော့အကျန်းချင်းတွေခါရလေးယူထားတဲ့ strategyပုံလုံးကိုချက်ဒီလိုက်ဒီလိုမျိုးရတယ်အောင်ဒါကြောင့်ချက်လို့က man power ချက်အပေါင်းဆုံး people ကို manage လုပ်နိုင်ရင်ဒီလိုမျိုးတွေပေါ့ချက်လို့ရတယ် finish တော့ပုံလုံးဒီနောက်နဲ့အောင်နေတယ်ဆိုတာချက်ပြရတယ်နော်အားလေးတော့ချင်တာဆိုရင်ပုံလေးပို့နော်ပုံလေးပို့ချင်တာဖြစ်ဒါဆိုရင်အားလုံးမျိုးရဲ့အတွေ့အကြုံမှာချက် summarize လုပ်လိုက်တယ်နော်ဒီ slide နဲ့ပတ်သက်ပြီးအားလုံးမျိုးရဲ့အတွေ့အကြုံမှာဘာလေးဖြစ်စေချင်လဲဆိုရှင်ဖွဲ့စည်းတယ်နော်ဖွဲ့စည်းတိုင်းမှာချက်ပါလေးရှိထားတယ်နော်ဒီ M 5လုံးနဲ့လက်တက်နေတယ်အဲ့ဒီလက်တက်နေတဲ့ M 5လုံးမှာအတိအကျမေးတာလူတွေနော်အဲ့တော့ female ကိုချက်အကောင်းဆုံး manage လုပ်နိုင်တယ်ဒီလုပ်ငန်းကြီးကတောင်းနေတာနော်ဘယ်လုပ်ငန်းလဲဆို